အားလုံးမင်္ဂလာပါမြန်မာနိုင်ငံမှာငွေရှာရတာတကယ်လွယ်လုံးတယ်တဲ့လူကြားသူကြားမှာအချက်သိက္ခာမဲ့ဆိုယူချင်အောင်ဆောင်ပြီးလောက်ပြရဲတယ်ဆိုလို့ရှိရင်ငွေရပေါက်ပိတ်လို့မရဘူးအခုငကားမယ်တော့မှငကားဝင်ပူးတာမဟုတ်ဘဲနဲ့လူတယောက်ကိုကြားပါဝင်ပူးတဲ့ဟာမျိုးအကြောင်းဒီဗီဒီယိုအစဆုံးကြည့်ကြမယ်နောက်ဆုံးမှာကျွန်တော်စူးစောင်းထားတဲ့အချက်လက်တွေနဲ့ comment reaction လုပ်သွားမှာဖြစ်ပါတယ်ငကားမယ်တော့မှကြားပါတော့မှာလဲပဲတောက်ပြီးကုန်းလျှောက်တယ်ဝယ်ဒီပေးတဲ့ချိန်မှာအမနော်နာရှူခိုင်းတာ kiss လောက်ခိုင်းတာအဲ့ဒီမျိုးစိတ်ကိုဒီကေပီပါဝေးပါရတယ်ဟာဒါနဲ့လဲနဲ့ငကားမယ်တော့နော်ဘုရားကုံကြီးဆရာတော်ကြီးကိုစိတ်ခေါ်ရတဲ့ငကမတချင်အလည်းဒီလူပွဲတဲ့တိတက်ရတာလေနော်အဲ့ဒါမှထိုးမိနေအောင်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မုံရင် post ပိုင်ရှင်ရရေးထားတယ်စောက်ရှက်မရှိပဲနဲ့လူကြားသူကြားမှာနော်တကယ်ယူချင်အောင်ဆောင်ပြရဲတယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံငွေရတယ်တဲ့ဒီနဂါမယ်တော်ကြီးကိုဗုဒ္ဓဂုံရင်ဆရာတော်ကြီးကရခင်နေ့တုန်းကထင်တယ်ဆုံးမပြီးတော့မှသူ့ကိုဝေဖန်ထားတဲ့ဟာတွေရှိခဲ့ပါတယ်ပြန်စိန်ခေါ်တဲ့ဗီဒီယိုလည်းပြန်ထွက်လာပါတယ်နောက်ပိုင်းမှာဒါပေမဲ့အခုကျတော့ကြည့်ပါဦးကျွန်တော်တို့ဒီလိုလောက်စားတဲ့လူတွေဟာတကယ်ငွေဝင်တယ်ဆိုတော့လည်းကျွန်တော်သိပါတယ်တကယ်သူတို့လောက်စားတယ်ဆိုတော့ကျွန်တော်သိပါဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံကဗုဒ္ဓဘာသာဝင်နေနော်ကျွန်တော်ခရစ်ယာန်ပါနော်ကျွန်တော်ပြည်သူပြည်သားတွေဟာတကယ်ယုံလွယ်ကြတယ်ဗုဒ္ဓမြတ်စွာဘုရားအရာရာမှာဉာဏ်တော်ဉာဏ်ပညာအားဖြင့်နော်တကယ်စင်ချင်တုံးတက်ပြီးခံယူကြဖို့ဒီပုံစံကိုပြောပါတယ်ဒါပေမဲ့ကြည့်ငကားမရှက်မှာငကားမဟုတ်ဘူးနော်အခုကကြားလို့မျိုးဝင်ပူးတာပြီးတော့မှဒီအောက်မှာငကားမသူကကားတာတော့ဘာတော့လောက်တဲ့ချံဒီကလဲမကိုကြားကဝင်ပူးတယ်တဲ့ငကားဝင်ပူးတယ်ဘာရာတွေခံယူကြပြလူတွေဟာပေးလိုက်ကြတာအလူတွေပတ်စံနဲ့ပေးလိုက်ကြအဲ့ဒီပတ်စံကိုအဲ့ဒီငကားမယ်တော့ကင်ပြီးတော့သူ့ကို kiss လောက်ခိုင်းတယ်နန်းတာတွေလောက်ခိုင်းတယ်အဲ့နဲ့ဒီစပွဲမှာကြည့်အဒီအနန်တွေအသားတွေအမျိုးမျိုးတွေတေခင်းပြီးအခန့်ထားတယ်ဒါပေမဲ့ဒီကလေးမစားလာဆိုမစားအနှံ့ပဲရှူပြနော်အဲ့ဒါလူတွေကလည်းတကယ်အုပ်တဲတဲပဲစုယုံပြီးတော့ပတ်စံတွေပေးကြတနေရာဆိုကြည့်နော်အထက်လိုက်ပါလာပြီးတော့ကတော့တဲ့ဟာလေးလုပ်တယ်အဲ့မှာကြည့်ဒီမှာနော်ဒီကလေးမငွေအထက်လိုက်ပေးတာအဲ့ဒီမှာပန်းကုန်းမဟုတ်ပန်းစီတွေပေးတာမဟုတ်ပတ်စံတွေကိုကျိုးထဲမှာတခါတည်းအပေါက်ဖောက်ပြီးတော့ကျိုးထဲမှာအဲ့လိုဆွဲကျိုးလို့လောက်ထားပြီးတယ်မှာငကားမယ်တော်ကြီးကိုနော်နတ်ကတော်မကြီးကိုဒီမှာဆွဲကျိုးလို့ပေးတာပြီးတော့ဒီမှာလက်အုပ်ချီပြီးတော့ရုပ်တက်မှုတွေလောက်ကြတယ်ဒါနဲ့လည်းကော်ဒါဆိုတော့ကိစ္စမရှိတကယ်တန်နဲ့လောက်ထားတဲ့ဒါဆိုအန်ဒီရှိမိစ္ဆာတွေဒိဋ္ဌိမိစ္ဆာဒိဋ္ဌိတွေကိုတကယ်တမ်းပပျောက်သွားအောင်ရှင်းထုတ်ကြရမယ်အစားလူပရိသတ်တွေဟာပတ်စံတွေကိုပေးကြတယ်အလူတွေပေးကြအမျိုးမျိုးတွေလုပ်ပြီးအားပေးကြတဲ့ဟာကိုတွေ့ရတယ်ဗုဒ္ဓဘာသာထွန်းကားတဲ့မြန်မာနိုင်ငံတော်ကြီးမှာဒီလိုမျိုးမိစ္ဆာအယူတွေလုပ်တယ်လို့အားပေးအားများလုပ်ကြတာကျွန်တော်ဗုဒ္ဓရဲ့တရားတော်နဲ့လည်းမကိုက်တယ်လို့ဒီကနေ့လူတွေရဲ့ဆင်ခြင်မဲ့တာတွေတကယ်တွေ့ရပါတယ်အဲကြောင့်စာရေးဆရာတွေပြောတာလည်းမှန်ပါတယ်မြန်မာနိုင်ငံမှာငွေဆိုတာလကားဝင်တယ်တဲ့ဝင်လာရပေါ့တော့ပိတ်เสียမလို့ပိတ်ဖို့မလွယ်ဘူးတဲ့အယူတယောက်လို့ဟန်ဆောင်ပြီးတော့မှအရှက်မဲ့စွာယူချင်အောင်ဆောင်ပြီးလောက်ပြတတ်တယ်ဆိုလို့ရှိရင်ငွေဝင်တယ်တဲ့နော်ဒီစကားကျွန်တော်မှတ်ထားဖို့ကောင်းပါတယ် thank you ပါ